Hello ဒါကျမတို့မနှစ်ကတော့ကနန်းကြရေတကွန်သွားလေတာပေါ့နော်မရှိတယ်ကနန်းကြရေတကွန်ဆိုပြီးတော့နာမည်ကြီးရပေါ့နော်ဓာတ်ပုံရတာလည်းအရန်လာတယ်ဆိုလို့ကျမတို့သွားပြီးတော့လဲဘက်ခဲ့တယ်ပေါ့နော်ရောက်ချင်းဒါအခုကားပါကင်မှာကားရက်ပြီးတော့ဆင်းလာတော့ဆေးတယ်လေးတွေပေါ့နော်အောက်ကနေပြီးတော့ရေတကွန်ကနေပြန်တက်လာတဲ့သူတွေပဲဖြစ်ဖြစ်အသွားတွေကနေပြီးတော့လမ်းသွားရင်းနဲ့ဘိုက်စာတက်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီအတွက်မှာမုတ်ဆေးတန်းလေးပေါ့နော်တော်တော်ဆုံပဲရှင့်ပြားသက်လက်လို့ပြောတယ်ရှင်သူကလေဒီပြားအုံပေါ့နော်ပြားအုံရဲ့ပြားသက်လက်တဲ့အဲ့အမမြည်ကြည့်ပါလားတဲ့ဆိုတော့အဲ့အမကြွေးတာလေးနည်းနည်းမြည်ကြည့်တော့သူကပီကယ်လေးလိုပဲဝါလိုက်တဲ့ခါကျရင်အဲ့ရဲ့အချိုလေးတွေကိုစုပ်လိုက်တယ်ပေါ့နော်ဒါပေမဲ့မျိုးချလို့တော့မရဘူးပီကယ်လိုပဲအချိုတွေကုန်သွားတဲ့ခါကျရင်ထွေးထုတ်တာပေါ့နော်ဒါအမသူကပြားရည်စစ်ပါမြည်ကြည့်ပါဆိုတော့ကျမတို့နည်းနည်းလေးမြည်ကြည့်ခဲ့တယ်တကယ်ကောင်းတယ်ရှင်အခုရေတကွန်စဆင်းမဲ့လမ်းပေါ့နော်ရေတကွန်ဆင်းတော့မယ်ဘေးနားမှာဒီအပင်လေးတွေနောက်တော့စမ်းချောင်းလေးတွေတဘာဝတိုင်းစီးစီးနေတာပေါ့နော်အဲ့ရနေပြီးတော့မှသူကချောက်လိုပုံစံမျိုးပေါ့နော်အောက်ချောင်းတဲ့ဟိုဂျိုင်းတွေကိုဆင်းသွားမှာပေါ့နော်ကျမတို့တဖြည်းဖြည်းနဲ့ဆင်းသွားလိုက်တာအဲ့ချိန်မှာအောက်ကနေတက်လာတဲ့အန်ဒီကရောက်တော့မယ်တဲ့ဆိုတော့အရန်နေပျော်သွားတာပျော်ပြီးတော့ဆင်းသွားတာမရောက်ပါဘူးတော်တော်သွားအောင်ပါဒီပြန်ခဏရလူကြီးတွေကအောက်ကိုရောက်သွားပြီလူငယ်တွေကအခုချိန်နေမရောက်သေးဘူးရွာထားတဲ့အချိန်နဲ့ဆိုတော့လေလမ်းကနည်းနည်းလေးတော့ရေဆူထားတဲ့အချိန်နဲ့နည်းနည်းချောတယ်ပြီးတော့တကယ်ဟိုရုပ်ရှင်ကားတွေကတောထဲကိုရောက်သွားသလိုပဲတော်တော်လေးတော့သွားတယ်နောက်တော့သူတို့အဲ့မှာလှေကားအထစ်ကလေးတွေလှုပ်ထားတယ်လက်ရန်လေးလည်းလှုပ်ထားပြီးပေါ့နော်တတိထားပြီးတော့ဆင်းရတာပေါ့ဟိုကျွန်တော်သွားတဲ့အချိန်မိုးလေးနည်းရွာတဲ့အချိန်ဆိုတော့လေကဲရောက်ပါပြီရှင်ခဏန်းကြရေတကွန်ကျမတို့ဓာတ်ပုံတွေရိုက်ကြတယ်ပေါ့ရှင်အဲ့မှာတဘာဝအလှတရားတွေနဲ့အမအရန်ချစ်စရာကောင်းတဲ့ခလေးလေးတွေကအရင်ဆုံးရိုက်တယ်ရိုက်ကြတယ်ဓာတ်ဝင်ရမယ့်နေရာလဲလိုက်ရှာရတာပေါ့နော်နေရာလေးတွေကအမှကြောက်တုံးလေးနေဆိုနည်းနည်းချောတော့အဲ့ဒီရေတကွန်ရဲ့အနောက်ကိုကတ်ရိုက်တဲ့ခါကျရင်ရေလေးနည်းနည်းဆိုတာပေါ့နော်အပေါ်ကနေရေကကျတယ်ရ
ကယ်တော့အဲ့လေးတွေရေညှိလေးတွေတက်နေတာပေါ့နော်ဒါလည်းရေညှိလေးတက်တဘာဝအလှဆိုတော့တော်တော်လေးလာရတယ်ရှင်အဲ့ဒီကဆက်ဆက်ဦးဆုံးတက်တယ်တက်ပြီးပြန်လာတော့အဲ့ကဈေးရောက်တဲ့အမတွေပဲအရန်သွားရတယ်ပေါ့နော်ဒီနေရာလေးကိုကြည့်ရဖို့အတွက်တော်တော်လေးပင်ပန်းနေဆိုတော့အဲ့မှာတဘာဝအလှတရားဆိုတာတဲ့ဒီလိုပေါ့လဲလဲကူနဲ့မတွေ့နိုင်ဘူးပေါ့နော်ဒီလိုမျိုးရှိုးကြားကြောက်ကြားအဲ့လိုမျိုးခက်ခဲနေရာတွေမှာတွေ့ရတယ်ရှင်ဒါကတော့အရန်လာတဲ့ခဏန်းကြရေကုန်လေးပါရှင်ရေတကွန်းနဲ့ကျမတို့ပြန်တက်ပါပြီရှင်အစင်းတော့ကလည်းတော်တော်ဆင်းရတယ်ဆိုတော့အတက်ကလည်းတော်တော်တက်ရပါတယ်နော်ဘိုးဘွားလေးရတယ်ကျတော့လမ်းချောတော့ပိုဆိုးတယ်ရှင်ကဲကျမတို့ကနန်းကြရေကုန်ရဲ့ခရီးစဉ်လေးကဒီမှာပဲပြီးဆုံးသွားပါပြီเนาะအမတ်တရဓာတ်ပုံလေးတွေကိုနောက်ဆုံးမှာအမတ်တရအနေနဲ့တင်ပေးလိုက်ပါတယ်เนาะတတာကျေးဇူးအများကြီးတင်ပါတယ်ရှင် Channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်